ချွေနေမကောင်းလား ကောင်းကွာညငါတောက်တာတော်တော်များသွားတာ များပါဘောပဲနဲ့ရတဲ့ကြော်ညာကားတွေအကုန်တောက်ပလိုက်တာကိုဒီတိုင်းတောက်ရုံလေးတော်တဲ့ကိုကကြက်တင်တို့နတ်မင်းတို့ပါကိုကခေါ်ပလိုက်တာကို ဟုတ် ဘယ်နဲ့ကွာမရှိတော့ ထလိုက်စမှာဟိုအခုကတို့တောင်းကလာတဲ့ရောက်နေပြီဒီကြော်ညာရမယ်ကြော်ညာဆိုင်အောင်မင်းဖုန်းလေးပါဆက်ကြည့်အောင် ဟုတ်သားပဲဟယ်လို ဟယ်လိုမောင်လေး ဟိုကနွေးငယ်ဖက်ရှင်ဆိုင်ရလား ဟုတ်တယ် ဩဟုတ်ကဲ့ဟိုလေကျွန်တော်တို့ဒီတောင်အုတ်ကလာနော်တောင်အုတ်ကလာဒီဒါဘာလန်းကိုမြစ်တာလမ်းမှာရောက်နေပြီအဲ့ဒါဘယ်ကိုဆက်လာမှာလဲ မြစ်တာလမ်းပေါ်မှာဆိုရင်လေမောင်လေးအမားတို့ဒီမြစ်တာလမ်းပေါ်ကနေပြီးတော့မင်္ဂလာလမ်းသွဲဆိုတာရှိတယ်သိလားအဲ့ဒီမင်္ဂလာလမ်းသွဲတဲ့ဝင်လာလိုက်ရင်အမားတို့4-5-6အိမ်များလောက်ဆိုအမားတို့ဆိုင်ရောက်ပြီနော်မောင်လေး ဟုတ်ကဲ့အန်ဒလူအေဝိုင်းထွိုင်းအန်ဂျီအီထွီထွိုင်းထွီဒီဆိုင်မဟုတ်လား မဟုတ်လားဘူး တောင်းနိုင်ရဆို အမဟုတ်ဘူးလေကို ဟမ် ထွေးငယ်ပေါ့နွေးငယ်တီဆိုင်မဲလေကိုကြီးရဲ့ အော်မတော်လိုက်လား ဆိုတော့ပဲဖုန်းထဲမှာပြောလိုက်တယ်လေ အော်ဟေးမင်းဒီဆိုင်မဟုတ်တာဆို ဒီဆိုင်ရဲ့哎呦我的妈！好，阿妈，ကျွန်တော်ရောက်ပါပြီနော် အော်မောင်လေးတို့ရောက်ပြီလား ။ကဲဟုတ်အမမင်္ဂလာပါမဟိုကလေကျွန်တော်တို့လေကြော်ညာခေါ်ထားတာဆိုတော့လေအဲ့ဒါကျွန်တော်တို့ဘာကြော်ညာရမှာလဲ အမားတို့ကဒီမိန်းကလေးတီးတန့်ဆိုင်ဆိုတော့မိန်းကလေးဝတ်ပဲကြော်ညာမှာမောင်လေး မမစကားပြောရတယ်ဟမ်ဘာလို့မင်္ဂလာတီးတန်းဝေးကျွန်တော်ကြော်ညာရမှာလဲ မရိုင်းလိုက်လား မတတူးကြီးနဲ့နော်ယောက်ျားစစ်စစ်ကြီးတွေမဖြစ်နိုင်ဘူး ဘလို့ပြစ်နိုင်မှာလဲ ကြော်ညာလို့မရဘူးလို့အမားတို့ဘက်ကစရံပေးထားပြီးသားလေမောင်လေး မဖြစ်နိုင်ဘူးမကျွန်တော်တို့ကတော့မရိုက်ပေးနိုင်ဘူး ကြော်ညာပေးနိုင်ရင်စရံတော့ပြန်ပေးလေ ပေးလိုက်လေဒီလေပေးလိုက်ဒါမျိုးတော့ရိုက်မခံလေဟမ် ဆယ်မရှိတော့ဘူးကိုညတော့ညီလေးတို့တယောက် KTV သွားလိုက်ပြီလေ ဟုတ်ဒါမရှိတော့လား မရှိတော့ဘူး လို့ကြမှာ ဖြဲဒီမှာကျွန်တော်တို့မိတ်ကလေးဝစ်ဆိုင်ရကျွန်တော် လုံးဝမကြော်ညာပေး ကြော်ညာပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ပြန်မယ်ဗျာ ပြန်မယ်လေဟုတ်လားဘာဖြစ်ကြည့်လဲ ဟုတ်တယ် ဘာဖြစ်ကြည့်လဲ နော်အဲ့တော့ကြော်ညာပါဘာပြန်ပြန် မိမကြီးဘာဖြစ်လဲ သူတို့ကဒီမှာကြော်ညာခေါ်လာတာစရံလည်းပေးထားတယ်ကြော်ညာမရိုက်နိုင်ဘူးစရံလည်းမပေးနိုင်ဘူးတဲ့ အညီဒီမျိုးတော့လုံးလို့မရဘူးလေငါညီ ဘာလုပ်လဲလုပ်လို့မရမှာလုပ်လို့ရတာပေါ့ စရံပြန်ပေးမပေးတော့ကြော်ညာတော့ရိုက်ပေးရမယ် မရနိုင်ဘူးဗျာ မရပေးနိုင်ဘူးမလား ဒါဆိုညီလေးတို့နှစ်ယောက်အကိုလိုင်းပေါ်မှာတင်းလိုက်မယ်အချက်ခွဲလိုက်မယ် အချက်တော့မခွဲနဲ့ဗျာကျွန်တော်တို့ရိုက် တိုက်မယ် ပေးမယ် တိုက်ပေးမယ် ไปလိုက်တော့အဲ့ကမှဒီပြောမှာငါပြောမှာလား ကိုပြောလို့ တော့မရှင်ဘာလို့နွေးရဆိုင်မှာဆိုရင်ပေါ့နော်ခုလို့ကျမတို့လာပါကျင်နေဆိုရင်တော့ကျမတို့နွေးရဆိုင်ကိုလာရပြီးတော့ခဲလေးရအောင်ဝယ်အားပေးလို့ရပါတယ်ရှင် ဟိုလေကိုတိုင်းနဲ့လေဒီမှာအဲ့လိုရတယ်လို့ပြောနေနော်အဲ့ဒါချစ်စရာကောင်းတဲ့ပုံစံမျိုးတွေသူကအဲ့ဒါလှုပ်ပေးတဲ့နော် ဟုတ်ပါတယ်ရှင်ပြီးတော့လေလကားသမားတွေလည်းဂျိုင်းလို့ရပါတယ်ရှင် ဟုတ်ဘူး အားလုံးချက်တာတော့ခမရဲ့ဒါပဲပေါ့ တော် နော် တော်နော်အဲ့တော့ရောက်နေ အယောငါတို့ KPK ဆိုတာဒီမန္တလေးစိုက်ခဲဆိုင်ကနာမည်တစ်လုံးနဲ့ရက်တီလာလားကွာနေကင်းကြောင်တောင်ကြီးကွာမင်းတဲ့ကောင်နဲ့ချိရတာနဲ့ဆိုင်ကဲခိုးခံလိုက်ရအဲ့ကိစ္စဖြစ်တင်လားဖြစ်ကောင်းလားဖြစ်တိုက်လားဟဲ့ရတယ် ဖြစ်သိမ်းပါတယ် ဖြစ်တာပဲဖြစ်တင်တာပါဟဲ့ဘာပြောတယ်ဟာဖြစ်တင်တာလေမင်းတို့ကနော်နေရပေါ်မှာငါလက်ပြီးတစ်ချက်တာတော့မရှိဘူးနော်ငါလုံးရင်ငါရောက်တွေထွက်ကုန်မယ်နော် ဘာမှမဖြစ်သေးအောင် အေးဖြစ်လို့လည်းမရဘူးဒီကထပ်ဖြစ်ရင်မင်းတို့ကောင်းတယ်ကိုထုတ်ကိုဆွဲပြီးဆင်းသွားဟုတ်ပြီလား အကိုဟိုကျွန်တော်ဆိုင်ကခိုးရတဲ့လူပဲ what အော်ဟုတ်မှာဟုတ်တာပဲငါဆိုင်ကအေးတွေ့မယ်အဲ့ကောင်တွေ့မယ် ဟော
အော်အမေလက်တောင်ပြသေးတာအမေလာတော့မလာမတာဟမ်မင်းတို့အတိတ်ရပါလားကွာဟမ်ဘာလဲငါတို့ဆိုင်ကကိုခိုးပြီးတော့မြန်မာရလို့လာထားရလားဟလား အဲ့လိုလည်းမဟုတ်ပါဘူးကိုကြီးဟောလေညီလေးဒီအမဲအောင်လေးမကြိုက်လို့လေဟိုဘက်ကအဲ့ဒါအပြာရောင်လေးနဲ့အဲ့ဒါလာလဲတာ ဆိုင်ကလာလဲတာဟမ်ငါတို့ဆိုင်ကလည်းခိုးသေးတယ်အယောင်မကြိုက်တော့အယောင်လာလဲတာ ဟုတ်လားမရဘူးလား ရှားတာပေါ့ဘာရောင်လို့ကျင်တာလဲ ဟိုအပြာရောင် အပြာရောင်လို့ကျင်တာပေါ့ကြိုက်ရလေဒီလေးလားရှင်းနေတော့ကတာရှင်းနေတော့ကတာဒီရှောင်းရောဘာရောပြပြ ဟိုနည်းနည်းပြလာသလိုပဲ အော်ထပ်ပြရော ကိုကြီးမဲသွားပြီအိုးလူတွေလောဘတွေတက်နေလိုက်ကြတာအမေပြောသလိုပဲမျိုးပြလူတွေကမဖြူစင်ကြတော့စိုက်ကယ်လေးအယောင်မကြိုက်လို့လာလဲတော့တာ့ကိုထိုးလို့တဲ့7H ဒီနေ့စုံနေပြီကွာဒီကောင်ခွေးငါဖမ်းခံကြည့်မှာစုံတဲ့ကလိုက်ရှာမှာ ညီလေးမင်္ဂလာပါညီလေးဟိုညီလေးရှာနေတဲ့ရွှေမြတက်တီတမင်းဆိုင်တော့ဒီဆိုင်ပဲညီလေးငါပဲဝယ်တပွဲလက်ဆောင်ပေးမှာနော်မင်္ဂလာပွဲတဲ့အလူပွဲတွေလည်းအော်ဒါလက်ခံတယ်နော်ဒါပါညီလေးထဲမှာကိုရှင်းပြမယ်နမူနာလည်းစားလို့ရတာဗောလာညီလေးလားညီလေးကိုနမူနာလည်းကြည့်ပါလားလာညီလေးလား ရွှေမြတက်စီသမင်းမင်္ဂလာပွဲထိုင်များအလူပွဲများအတွက်အထူးအော်ဒါလက်ခံမင်္ဂလာပွဲငါမစော်မရှိတာဟောအလူပွဲလောက်အောင်လေပတ်စံမရှိဘူးလူပေါ့ငါတော့မဆိုင်တော့ဘာမှမဆိုင် ညီလေးဆိုင်တာဗောညီလေးညီလေးရှာနေတဲ့ရွှေမြတက်တီတမင်းဆိုင်တော့ဒီဆိုင်ပြောတာညီလေး ကျွန်တော်မရပါဘူး အလူပွဲတွေမင်္ဂလာပွဲညီခုနဖတ်တာလေ ဟုတ်တယ်လေ လာပါကိုရှင်းပြမယ်နော်အော်ဒါတွေပဲလက်ခံတယ်လာပါညီလေးအာမနာပါနဲ့ကိုနမူနာပြလာကိုရှင်းပြမယ်နမူနာလည်းကျွတ်မယ်ညီလေးလားလာပါညီလေး ဘာလို့လဲ မနာကြီးလားညီလေးတွေကကိုကြီးတပူနမူနာကျွေးမယ်တောက်ပြလောက်မယ်နော်ရတော့နေနော် ကျွေးမှလေဗျာမစားဘူးလို့ပြောနေတာဒီလိုမလို့လူလဲကွာပြီးလာတွေ့နေမသိဟာငါရင်ဝတ်စပတ်တွေစေးမှာကွာမင်းလေ တော့ဘလို့ဒီရောက်လာတယ် ဘာလို့ရောက်လာမလဲကွာဟိုလူကအတင်းဆွဲခေါ်လာတာလေမင်းရောငါလည်းဒီပါလာစားနေ ဒါလည်းတူပဲငါဒီမှာကားလာကြည့်နေအဲ့တော့ तू ကခေါ်လာတော့ငါဝင်တီးနေတာဘလို့ရကားရလား အာချင်းနေမကောင်းဘူးကွာဒီနေ့ကစုံရက်လေငါတွေ့တဲ့ကားကြီးဆိုင်ကလေးကမှန်ကန်နေပြီပဲအားကြောင့်ငါခိုးမလာဘူးကွာ ဒီတိုင်းတော့မရပါငါတို့တွက်ရှည်ကန်တခုခုတော့မရမှာသိလား တုံလုံးမလိုက်ပါရှိရနော်မကြည့်ကွာ ဟာဟိုကနေပြောကွာတော့အော်ဟိုတယောက်ကလည်းကွာနမူနာလေးတော့စားမတော့ဟိုဒီကောင်လည်းစားမတော့ဟိုတကြီးရတာအဲ့ကောင်နေပိုက်တင်းသွားတယ်နိုင်ဟာဒီကငါပေါ့ပြောပေါ့အော်လက်ဆက်တော့အကောင်လည်းတခိုးနေမှာဟဲ့အောင်နေ ဒီနေ့တော့တွက်ရှည်ကြိုက်သွားပြီမလား ဟဲ့အောင်တခိုးနေငါပေါ့ပြပေးလား ဒါလို့ ဟိုတက်တဲ့ပြေတော့ခိုးသွားတာဟဲ့ကောင်နေ တီးသွားပြီငါတို့ပြေးကြလား ကိုကိုတော့မယ်လေ ဟဲ့ဘလို့ဝေးလာလဲကွာတူပြက်နေရတယ် အဲ့ဒါကိုကတည်းကဒီလိုပဲဝတ်တာလေးဘာဖြစ်နေလို့လဲ အာမရပါဘူးတခြားသူတွေကြည့်တာကိုမခံနိုင်ဘူးရေအိမ်သွားလိုက်သွား ဟာအဝေးကြီးပဲပြန်ရတော့မှာ ဒီပုံစံနဲ့ဘလို့မှအဆင်မပြေဘူးလေကွာ အဲ့ဆိုဘယ်လိုလုပ်မှာလဲ အဲ့ဒါဆိုလေဒီလိုလုပ်ဟိုကိုအိမ်မှာပေးမယ်အဲ့ဆိုရင်ဆိုရဲဟို TikTok အကောင့်မှာကွာကျွန်တော်အိမ်ဟိုညောက်အိမ်လေးရှိတယ်နော်ကိုမှာပေးမယ် ဟာညောက်အင်ဂျင်နဲ့ဘယ်လိုကောင်းမှာလဲ ရှာမရှင်းနဲ့ကိုကဝတ်ဆိုဝတ်ဒီပုံစံနဲ့ဘလို့မှအဆင်မပြေဘူး အဲ့ဆိုလဲစင်မြေရပဲလုပ်လိုက်တော့ ဟုတ်ညလာပုတ်ပေးပါနော်ကိုမထားပြီးသွားခဏဆောင် အသေးနူတယ်ဆိုတဲ့မိန်းကလေးမို့လဲ
ချီရတော့ဘူးကွယ်ကဲဒီရောက်ပါပြီဟမ် ဘယ်ကြည့်နေဘာကမလို့မကြည့်လိုက်တာ မကြည့်ပါဘူးဘလို့ကိုကျွန်တော်နာဘူးများမှတ်နေရလား ကြည့်နေတော့ငါဘယ်သူမှကြည့်ရကြရမဟုတ် မကြည့်ပါဘူးကျွန်တော်ပစ္စည်းလေးလာပို့တာပါနော်လာတယ်ဟော ဘာကမလို့ကြည့်နေတာ မကြည့်ပါဘူးမကြည့်ဘူးကျွန်တော်အဲ့လိုအလုပ်လုပ်တဲ့ချိန်မှာကျွန်တော်အလုပ်ကိုပဲအာရုံစိုက်တာပါကိုကလည်းမကြည့်ဘူး ငါဘယ်လောက်ကြလဲ အဲ့ဒါလေးကဘယ်လောက်ကြလဲဆိုတော့9တဲ့ဆိုတော့ကိုကြီး9000ခွဲရတယ်လီခါနဲ့ဆိုရင်9000နဲ့မှ ကြည့်နေတာ မကြည့်ဘူးလေ မကြည့်နဲ့နော်မကြည့်ဘူးမျက်လုံးနဲ့ဖောက်တော့ပြလိုက်မှာ ဟုတ်ကဲ့ နော် မကြည့်ဘူးနော်မကြည့်ဘူးနော်ဒါကျွန်တော်အလုပ်လုပ်နေတာ ဒါကုန်လုံးဘယ်လောက်လဲ အဲ့ဒါကကိုကြီးအဲ့ဒါက9000နဲ့မှ9000အား အဲ့ဒါ9000နဲ့မှ fuck bro 9500ပဲကြာပြီ ဟဲ့ကျွန်တော်ငါကောင်မလေးကိုမကြည့်ဘူးဟမ်မကြည့်တာပြဒီမှာနော်မျက်လုံးနဲ့တော့ဟင်သေဖို့တော့ပြရန်ကနာဘာလဲငါတို့ခေါ်တာဒီညပြုစုမှုလို့လားဟလား ဟုတ်ဘူးကွာငါမှလည်းဒီတစ်ခေါက်အဲ့ဒါဘိုင်လေးပြတ်နေတာနဲ့မင်းတို့စီများရှိမလားလို့ရှိရင်ဝိုင်းဖွဲလိုက်ရအောင်လေ ဩငါတို့ဒီကိုတွေကမင်းတိုက်မဲ့တင်လို့လာတယ်ကွာငါတို့မှတော့ဘယ်လိုလုပ်ရှိမှလဲကွာ ဟုတ်တယ်သူတို့လည်းမရှိသလိုလေဟိုငါထဲမှာလည်းဟိုဘိုင်ပြက်နေတာကြာပြီကွာမာတိုင်ဟဲ့အဲ့ဘာလို့ နှာခေါင်းရားလို့ မင်းငါတို့ဆဲလိုက်တာမလား မဆဲပါဘူးဘာလို့ဆဲရမလဲတကယ်ချင်းတို့ဆဲပြရလားစမ်းမလား ဘာလို့စားမှာလဲ သူကလည်းမရှိဘူးတောက်မှတင်လို့လာတယ်ကွာအဲ့ဒါဆိုငါတို့ပြန်ရမှာကွာ အေးပြန်ပေါ့ကွာအားရှိကုန်းလာဆင်းနေတယ်မင်းတို့မရှိလဲငါ့ဘာငါတော့မှာပေါ့ဖင်းနေတကယ်ချင်းอ่ะမင်းတို့တော့တတိရပါတယ်သုံးခွက်တော့ဝယ်ထားတာဒါမဲ့အားတော့ကြီးတောက်လျှောက်ငါကြီးပဲတက်ရတော့မပြောတော့ဘူးလေခုကတော့ငါတယောက်တည်းပဲကိုင်းလိုက်တော့မယ်လေရှင်းနေ哎呦我的妈！